အားလုံးပဲမင်္ဂလာပါခင်ဗျာ United အသင်းကတော့ယူရိုပါလိမ့်ပိုလီပွဲကိုဒါ3ချိန်မြောက်အဖြစ်တက်လှမ်းနိုင်ခဲ့ပြီပဲဖြစ်တယ်ပေါ့နော်ပထမဆုံးအချိန်မှာတော့ဒါမွေဟိုနဲ့အတူဖလားရယူနိုင်ခဲ့တယ်ဒုတိယအချိန်ဒါဆိုရှယ်လက်ထက်ပေါ့နော်အဲ့ဒီတော့ဒါဘီလာရီရဲ့ကိုရှုံးနေခဲ့တယ်ပေါ့အခုတတိယတစ်ချိန်အနေနဲ့ United ကတဲ့အမွေနဲ့အတူယူရိုပါလိမ့်ပိုလီပွဲကိုထပ်မံရောက်ရှိလာပြီပဲဖြစ်တယ်ပေါ့နော်ဘီဘာအိုအသင်းရဲ့အိမ်ကွင်းမှာကန်ရမယ်မေလ22ရက်နေ့မှာကန်ရမှာစပါအသင်းနဲ့ကန်ရမှာဖြစ်တယ်ပေါ့ညတော့ဒီဆီမီဖိုင်နယ်ပေါ့နော်ဒုတိယကြော်ပြဘီဘာအိုအသင်းနဲ့ကစားတဲ့အခါမှာ United ကဒီ4-1ဆိုတဲ့ဒီပြန်သားတဲ့ရလက်နဲ့အနိုင်ရရှိခဲ့တယ်ပေါ့နော်ရလက်ကြီးလိုက်ရင်တော့ပြန်သားရပဲပေါ့နော်ခြေစွမ်းရတော့ဟိုပြောသေးရတယ်များခဲ့တယ်ပေါ့ထုံးစံအတိုင်းပဲဗျာခြေစွမ်းကဘာမှမသိကောင်းလိုက်မကောင်းလိုက်အဲ့လိုမျိုးပေါ့နော်ဒီမကောင်းတာကြီးစပြောရမယ်ဆိုရင်ဒီကာနာချူဆိုလဲအပိုင်းလုံးကြီးလွဲချော်သွားတယ်ပေါ့နော်တော်တော်ဆူဆူဝါးဝါပဲပေါ့ဘယ်လိုပဲပြောဒီကိုအတင်းက1-0နဲ့ဒါရှုံးနေတဲ့အချိန်မှာဗျာဒီ9ရာရလိုက်ပထမပိုင်းနေရာရဲ့ ACC ပေါ့နော်ပွဲကို ACC ကစားလို့ရမအောင်သူတို့တွေကဒီကြမ်းဖန်ပြီးတော့ကိုပေါက်တွေလွဲချော်နေတော့အတင်းကမိနစ်90ကျော်တဲ့ဒီစောင့်လိုက်ရရပေါ့နော်တေချာဖို့အရေးဘူးအဲ့လိုမျိုးစောင့်လိုက်ရပေါ့ဒါပေမဲ့လည်းဟိုလူသုံးပေးရလဲတကူပါပဲတကယ်လို့စိုးွားခဲ့တယ်ဆိုရင်တော့ဘောနော်ဒါပေမဲ့လည်းစိတ်မအေးရဘူးပြောတာပါနောက်တစ်ခုကတော့နော်ဒီကောင်းတာတွေဆိုရင်တော့လည်းအများကြီးပေါ့ဗျာပထမဆုံးပြောရမယ်ဆိုရင်တော့လည်းဒါဒုရှယ်ခြေစမ်းပြခဲ့တဲ့မီဆန်မောက်ပေါ့မီဆန်မောက်ဒီလိုခြေစမ်းပြနိုင်တာတော်တော်ကြာပြီပေါ့နော်မီဆန်မောက်ခြေစမ်းပြလို့ရတယ်ဆိုရင်ဒီချက်စီးနဲ့ချန်ပီယံလိဖလားရရဲ့နှစ်ကပေါ့အဲ့ဒီနှစ်ကပဲဒါပြောစရာရှိတယ်လမ်းဘက်ရဲ့လက်အောင်မှာလည်းသူခြေစွမ်းတော်တော်လေးကောင်းလိုက်သေးရဲ့ပေါ့နော်တူချဲရဲ့မွေးသားသားလမ်းဘက်ရဲ့မွေးသားသားလို့တော့ပြောခံရတဲ့အထိပေါ့နော်ပွဲထွက်ခင်းနေလေတော်တော်ရခဲ့ဒါပေမဲ့အဲ့ဒီနောက်နှစ်မှာခြေစွမ်းကျဆင်းနေနောက်ရောက်တော့ United ရောက်လာတယ်ဒဏ်ရာရတယ်ပုံမှန်ခြေစွမ်းရဖို့မပြောနဲ့ပေါ့နော်ပုံမှန်ပွဲချိန်ကန်ရဖို့အတွက်ကိုရုန်းကန်နေရတာပေါ့အခုဒီတစ်ခေါက်ဒဏ်ရာပြန်လာပြီးမှပဲဒီပွဲကစားချိန်လေးတွေမဆိုးဘူးရတယ်ပေါ့နော်ပြီးခဲ့တဲ့ယူရိုပါလိပထမအကြော့မှာရောဒီ Brentford နဲ့ပွဲမှာရောပွဲကစားခြင်းလေးတွေရတယ်အခုဒီနေ့ပွဲမှာလည်းနိုင်ဝက်လောက်ပေါ့နော်မိနစ်30ဝန်းကျင်လောက်ပွဲကစားခွင့်ရတယ်ပေါ့နော်ကစားခွင့်ရတဲ့အချိန်မှာပဲဒီတိုက်ဆိုင်စွာပဲပေါ့နော်မီဆန်မောလှပတဲ့သွင်းကိုနှကိုသွင်းယူရတယ်ပထမကူဆိုလေတော်တော်လှတယ်ဗျာပြီးလိုက်တဲ့ဘောလုံးကိုစီရောက်လာတဲ့ဘောလုံးကိုဒီနောက်ပေါက်လေးနဲ့အသားလေးချိတ်ယူနေပြီမှာပေါ့နော်ဘောလုံးကိုလည်းတစ်ခါလဲထိန်ပြီးသားပြီးတာနဲ့တစ်ခါလဲလှည့်ပြီးတော့ကန်နေလိုက်တာကိုွားရပေါ့နော်တော်တော်လေးလှတယ်ပေါ့ဒုတိယကိုဆိုရင်လည်းဒီလိုပဲပေါ့နော်ဒီကိုသမားရှင်းထုတ်လိုက်တဲ့ဘောလုံးကမသေးကြဘူးသူ့စီရောက်လာတယ်အဲ့ဒါကိုတစ်ချက်ထင်းပြီးတော့ဘယ်ချိန်နဲ့ပဲဒီကွင်းလေအကျော်လေးကနေပြီးလှမ်းကန်လိုက်တာကိုွားတယ်ပေါ့နော်ဒါဆိုရင်လည်းဒါဟိုကိုရကိုခဲရင်တဲ့အနေထားနေပေါ့နော်သွင်းယူသွားတာဖြစ်တယ်လှပတဲ့ဒါသွင်းကိုတကူပဲပေါ့နော်ဒီပြီးခဲ့တဲ့ Brentford နဲ့ပွဲမှာတော့လည်းသူတကူသွင်းယူထားတော့ဗျာဒီမဆိုးဘူးပေါ့ဗျာနောက်ဆုံးနှစ်ပွဲမှာသွင်းကိုဒီ3ကိုသွင်းယူထားတယ်ဆိုတော့မဆိုးဘူးဒီခြေစမ်းတွေကိုဆက်ပြီးတော့ဒါတစ်ဆောင်လာနိုင်မှုလည်းမျှော်လင့်နေနောက်တစ်ခုကတော့ဒီချိန်တော့ပေါ့သူ့ရဲ့ဟိုရှေးအောင်တောက်ပခဲ့တဲ့နေရက်တွေကခြေစမ်းလိုမျိုးပြန်ပြီးတော့ပြနိုင်မှုလည်းမျှော်လင့်နေပေါ့နောက်တစ်ခုကတော့ဒဏ်ရာလည်းရမသွားဘူးလေဒါမျှော်လင့်နေပေါ့မျှော်လင့်ရတာတွေတော့တော်တော်များတယ်ဖြစ်လာပါစေလို့လည်းဒါဆူတောင်းနေပေါ့နော်နောက်တစ်ခုကတော့နောက်တစ်ယောက်ပေါ့နော်နောက်ထပ်ခြေစွမ်းပြခဲ့တဲ့တစ်ယောက်ကတော့ကျွန်တော်တို့တန်ကြီးကက်စမဲရိုဖြစ်တယ်ပေါ့ဒီရာဒီမှာပေါ့နော်ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေရနေဒီပြီးခဲ့တဲ့ဇန်နဝါရီလတော့ဆိုလဲအပြောင်းရှေ့သတင်းတွေတော်တော်လှုပ်ခတ်လိုက်သေးတယ်ဗျအဲ့ဒါပြီးတာနေပြီးတော့ပုံမှန်ကြိုးစားရင်းနဲ့ United ရဲ့ဒီရာဒီနောက်ပိုင်းမှာပွဲထွက်ခွင့်ပြန်ရလာတာပေါ့ဒီလန်ယွန်နဲ့ယူရိုပါလိနှစ်ကြော့လုံးမှာဆိုရင်လည်းဟိုကောင်းဆုံးခြေစွမ်းပြခဲ့တယ်ပေါ့နော်အရေးပါတဲ့သွင်းကိုတွေသွင်းယူပေးခဲ့တယ်ဂိုးဖန်တီးမှုတွေပါဒါပြုလုပ်ပေးခဲ့တယ်ပေါ့နော်လိုင်ယွန်မဖြစ်နိုင်တဲ့ကမ်းဘက်ကြီးနဲ့နိုင်တော့ပေါ့နော်အဲ့ဒီတော့ခြေစွမ်းပြခဲ့သလိုပြီးခဲ့တဲ့ဘီဘာဦးနဲ့ပွဲမှာလည်းဒါခြေစွမ်းပြတယ်ဒီညပွဲမှာလည်းပေါ့နော်ခြေစွမ်းပြနိုင်ခဲ့တယ်ပေါ့ဒီအချက်လက်တွေရပြဆိုနေတာဆိုရင်လည်းဒီလာလီဂါအသင်းတွေနဲ့တွေ့တဲ့ပွဲတိုင်းမှာကျွန်တော်တို့တိုင်ရခြေစွမ်းပြနိုင်တယ်ပေါ့နော်ဒီလိုမျိုးအချက်လက်တွေရှိတယ်နောက်တစ်ခုကတော့သူ့ရဲ့ဒီစိတ်ဓာတ်ပေါ့လေ
လိုပဲပြောဒီနောက်ရသည်ဆိုထွက်ရဖို့ရာဂိုင်နှုန်းကများနေပြီဗျဒီလာကဆိုလည်းဒီ United မှာတော်တော်များများရတဲ့ကစားသမားပုံမှန်အေးဆေးလေးနေပြီးတော့ဗျာဒီရသည်ရန်ကုန်လေးထိုင်ပြီးတော့လည်းပြီးဆုံးသွားလို့ရတယ်ဗျာဒါပေမဲ့ဒီမစုံမနစ်တဲ့ဇယ်ရိုလာနဲ့ကြိုးစားခဲ့တယ်ပေါ့နော်ဘလို့ဒီ MON ကိုရိုင်းကအစပေါ့နော်အင်တာဗျူးတွေမှာဒီထုတ်ပေါ်ချီကျူးရတဲ့အထိ Casemiro ကကြိုးစားပြခဲ့တယ်အဲဒီကြိုးစားမှုနဲ့ထိုက်တန်စွာပဲနေရာပြန်ရတယ်နေရာပြန်ရတယ်လို့ဒါခြေစွမ်းလည်းပြခဲ့တယ်ပေါ့နောက်တစ်ခုကတော့ဒီမိနစ်ကတော့စဖြစ်ခဲ့တဲ့ဟာပေါ့ဗာလဲဆိုတော့ဂိုးတက်သွင်းတာဗျပုံမှန်အနေထားထက်ကိုပို့ပြီးတော့ဂိုးတွေသွင်းယူနေတာပေါ့ဒါကြီးကCasemiro မိနစ်ကဆိုလဲဗျဒီခံစစ်တာဝန်တွေပေါ်လျော်တယ်ဒီခံစစ်ကအပေါက်ကြီးဖြစ်တယ်ဂိုးတွေပေးနေရတယ်သူ့တာဝန်တွေလည်းမကင်းခဲ့ဘူးပေါ့နော်ဒီခြေစွမ်းကဆိုးရသွားတယ်လို့လည်းဒါဝေဖန်ခံရတယ်ပေါ့ရောက်စားနှစ်ကဆိုရင်လည်းတော်တော်လေးဒါခြေစွမ်းပြခဲ့တာပေါ့နော်ဒါပေမဲ့လည်းမိနစ်ကတော့ခြေစွမ်းကတော့ကြာဆင်းနေဒါပေမဲ့သွင်းဂိုးတွေကတော့ပိုများလာတယ်ပေါ့ဒီနှစ်လဲပေါ့နော်ဒီသွင်းဂိုးတွေလည်းကတော့များတော့မယ်ခြေစွမ်းလည်းပိုပြလာတယ်ပေါ့ခေါင်းတိုက်ဆိုလည်းတော်တော်ကောင်းတယ်ဗျသူသွင်းယူခဲ့တဲ့ဒီသွင်းဂိုးတော်တော်များများခေါင်းတိုက်ဂိုးတွေလည်းများတယ်နောက်တစ်ခုကအရေးပါတဲ့သွင်းဂိုးတွေဖြစ်နေတာပေါ့နော်မမိသေးတယ်Casemiro ကြီးဒီပထမဆုံးရောက်လာတဲ့ရာသီပေါ့နော်အဲ့ဒီပထမဆုံးသွင်းကိုရတဲ့ပွဲကချက်စီးနဲ့ပွဲထင်တာပဲဗျတေချာတာကတော့ချက်စီးကဒီဝမ်သီးနဲ့ဥဆောင်နေတာအဲ့ဒါကိုအချိန်ပိုရောက်မှခေါင်းတိုက်သွင်းပြီးတော့ဗျခြေပါကူသွင်းသွားတာအဲ့ဒါကိုလည်းအောင်ဝဲခံတော့လေဒီတကယ်ကိုအားကျိုးမှန်နဲ့စိတ်လိုက်မှန်မှာအောင်ဝဲခံတော့တာပေါ့နော်အဲ့ဒါကြီးကိုလည်းအမှတ်ရတယ်မင်းညာဘီဘာဦးနဲ့ပွဲမှာလည်းဒီ2-1ဖြစ်နေမဲ့ကိုပေါ့နော် United ကိုစေးလေပိုပြီးတော့ဖြစ်သွားစေတဲ့တက်တောင့်တက်တာဖြစ်စေတဲ့ကိုခေါင်းတိုင်ပြီးတော့ပဲဒါ Casemiro ကတွင်ယူပြီးသွားခဲ့တာဖြစ်တယ်အာမလေးကလည်းဗျာဒီဝင်းလာတဲ့အချိန်တိုင်းခြေသွမ်းပြရတယ်ပေါ့နော်ပွဲထွက်ကစားဝင်ရလဲခြေသွမ်းပြတာပဲပေါ့ဒီတန်ရာရသွားတယ်ဒီကာလာရှီနားလိုက်ရတယ်နည်းနည်းကြာနားလိုက်ရတယ်ပေါ့နော်ပြန်ကစားတဲ့ပွဲတွေမှာလည်းဒါပြီးခဲ့တဲ့နှစ်ပွဲလောက်ကစပြီးတော့အရန်ကစားသမားအနေနဲ့ဝင်ကစားနေတယ်ဒီညဆိုလည်းဒါအရန်အနေနဲ့ပဲဝင်ကစားတာပဲဒါပေမဲ့ကစားတဲ့ပွဲတိုင်းမှာအာမငါသွင်းကိုတုံးကိုဖန်တီးမှုတစ်ခုတော့အများအားပြုလုပ်ပေးနိုင်တယ်သူဝင်းလာပြီဆိုတာနဲ့ဗျာညာတောင်မအနေနဲ့ကြွရွသွားတာသိရမလားတိုက်စစ်ကအသက်ကိုဝင်သွားတာတော်တော်လေးဒါချိန်သွမ်းတည်နေတဲ့ကစားသမားလို့ပြောလို့ရတယ်ပေါ့သူဆိုလဲဒီစူးစမ်းမှုစိတ်ရှည်မှုပေါ့နော်အဲ့လိုမျိုးတွေနဲ့ဒါထိုက်တန်တဲ့နေရာတနေရာကိုတိုက်ပွဲဝင်ပြီးတော့ရရှိလာဗျတန်းလက်ထက်မှာဆိုလဲဗျာဒီကောင်လေးဘယ်တော့သုံးမလဲဒီကောင်လေးဘယ်တော့သုံးမလဲနဲ့မျောတာနေရတာမသုံးဘူးပေါ့နော်ဒီမိနစ်က FA ဖလားရသွားတဲ့ဒီပွဲစဉ်မှာပေါ့နော်ဒီလီဗာပူးနဲ့ပွဲမှာလားမသိလီဗာပူးနဲ့ပွဲမှာဒီအနိုင်ဂိုးလားချစ်ပဂိုးလားသူတွင်းပေးလိုက်တာဗျလီဗာပူးကိုရှုံးနေတဲ့ရာကနေပြီးတော့ပေါ့နော်အနိုင်ရသွားစေမဲ့ဒီဒါမှမဟုတ်နောက်တစ်ဆင့်တက်သွားစေမဲ့တွင်းကိုတွင်းပေးခဲ့တာအဲ့ဒီကနေမှစပြီးနာမည်လေးပြန်ထွက်တယ်ဒီရာသီကျိုးခြေစမ်းပွဲမှာလည်းဒါခြေစွမ်းပြနိုင်တယ်ပေါ့နော်ဒီ MON လက်ထက်မှာတော့အာမကပိုးပြီးတော့ဒါခြေစွမ်းပြနိုင်ခဲ့တယ်နောက်တစ်ခုကတော့ကစားတဲ့ပွဲတိုင်းမှာလည်းတွင်းကိုတွေဖန်တီးမှုတွေအများနဲ့ပြုလုပ်ပေးနေတယ်ပေါ့နော်တိုက်ဆိုင်စွာပဲဒီအာမတ်တန်ရာရနေတဲ့ကာလအတွင်းမှာ United ကရလက်တွေပို့ပြီးတော့ဒါဆိုးရွားသွားခဲ့တယ်ပေါ့နော်အခုအာမတ်လည်းပြန်ကောင်းလာပြီUnited လည်း Europa League ပို့လူပွဲရောက်ပြီပေါ့နော် Premier League မှာဆိုလဲဒါ fit ယူစရာမလိုတော့ဘူး ACC ပေါ့နော်ဒီအဆင့်ဒီအခြေအနေနဲ့ပဲဒါပွဲသိမ်းလိုက်လို့ရပြီကစားသမားတွေကို AC နားပေးလို့ရပြီအဲ့လိုမျိုးဆိုတော့ဒီ Europa League ဒီပိုလူပွဲမှာလည်းအင်ပြေးအားပြေးနေပေါ့နော်ကစားသမားတွေလူဆုံးတက်ဆုံးတန်ရာကိကိနဲ့ကစားနိုင်မယ်လို့မျှော်လင့်နေနောက်တစ်ခုကတော့ Europa League ဖလားကြီးကိုရယူသွားနိုင်မယ်လို့လည်းဒါမျှော်လင့်နေပေါ့ဗျာဘယ်လိုပဲပြောပြောပေါ့နော်ဒီအဆင့်တော့ရောက်လာပြီပေါ့ရလိုက်ရင်တော့လေရွှေပေါ့မရလိုက်တော့ဘူးဆိုရင်လည်းမရဘူးပေါ့ဗျာနောက်နေ့ Europa League ရော Conference League ရော Champions League ရောဘာဥရောပပွဲမှာကန်ရမရှိတော့ဘူးပေါ့ဒီလိုပဲသတ်မှတ်ရမှာပေါ့ဒါပေမဲ့လည်းဘောလူပွဲထီရောက်လာတာဟိုကတော်တော်လေးဟိုဒါကြီးမားတဲ့ဆုလက်ဖြစ်နေပြီပေါ့နော်ဒီဟာဒီ United ခြေစမ်းနဲ့နောက်တစ်ခုကတော့ကျွန်တော်တို့နောက်နေ့ Champions League ကြီးကိုတိုက်ရိုက်ဝင်ခွင့်ရရှိဖို့အတွက်လည်းမျှော်လင့်လို့ရသွားပြီဖလားဥရောပဖလားတစ်လုံးပိုင်ဆိုင်မှုအတွက်လည်းမျှော်လင့်လို့ရသွားပြီအဲ့တော့မေလ22ရက်နေ့သပါအသင်းနဲ့ကံမဲ့ Champions League ဘောလူပွဲမှာကျွန်တော်တို့အားလုံး United အသင်းကိုတူတူအားပေးကြမယ်ဗျာကျေးဇူးတင်ပါတယ်